ကဲအားလုံးပဲမင်္ဂလာပါနော်ဒီနေ့ဒီမိုင်းချင်းဂိမ်းဆော့တဲ့ညီကိုတွေပေါ့နော်ဂိမ်းဆော့တာရှုံးပွဲတွေများနေမှာပေါ့နော်ရှုံးပွဲတွေများနေမယ်ဖုံးအားလည်းထစ်မယ်ဒီနားနဲ့ line အားလည်းမကောင်းကျွန်တော်ဒီနေ့နောက်ဆုံးပေါ်ပေါ့နော်2026ပေါ် Vivo Y31 ပေါ့နော်အမတန်ဂိမ်းဆော့လို့ကောင်းတာပေါ့နော်ကျွန်တော်ပဒီ6500ပြီးတော့ကျွန်တော်ဒီ 5G ပေါ့နော်2026ပေါ်ပေါ့နော်ဒီနေ့မှာပေါ်လာတဲ့ဘုံလေးပေါ့ပြီးတော့လာပြီးကောင်းတဲ့အကြောင်းလေးလာမျှဝေတာပေါ့နော်ဒါအမတန်တုံးလို့ကောင်းတယ်ပေါ့နော်ကျွန်တော် run ကတော့8ပေါ့နော် run 8အပေါင်း8ပေါ့ run 8အပေါင်း8 run ကတော့8အပေါင်း8ကျွန်တော်ဒီမှာဘာရှင်းကတော့15ပေါ့နော် GB ကတော့256 GB ပေါ့နော်ဒါအမတန်တုံးလို့ကောင်းတယ်ပေါ့နော်ကျွန်တော်ကောင်းတဲ့ဟာလေးလာမျှဝေပေးတာပေါ့နော်ကျွန်တော်ဂိမ်းနေဝင်ခါကြရင်ကျွန်တော်အမတန်ချောမွေ့လာပေါ့နော်အမတန်တုံးကောင်းတယ်ပေါ့မိစုများတုံးကြည့်ပေါ့ကဲကိုကောင်းတာပါကျွန်တော်ဒါလာမျှဝေပေးတာပေါ့နော်